နဲ့မြောက်ဝင်ရုပ်နဲ့တော်တော်လေးမိုက်ပါတယ်အကုန်လုံးမြင်ရပါတယ်ဒီဘောကနေအပေါ်ကနေစိတ်တွေတက်ပါတယ်ဒီမှာစိတ်တကောင်အပေါ်ရောက်နေပါတယ်မြောက်ဝင်ရုပ်ကြီးပဲကျွန်တော်နဲ့မြောက်ဝင်ရုပ်နဲ့တော်တော်လေးမိုက်ပါတယ်နာမည်က Hinton Village ယထာစီးတဲ့အားတွေရောပုတ်တင်ညိုယုံလေးပါသူအစာစားခြင်းလို့ထင်တယ်ချစ်ချစ်စရာလေးယုံလေးရဟိုဘက်ဟွာဒီဦးတွေဦးတေးသေးလေးယုံလေးတို့ဟာအစာလာတောင်းတာထင်တယ်ဒီလိုကြိုက်တော့မကြိုက်တော့အစာစားခြင်းတို့တဲ့ယုံလေးကြာချစ်စရာလေးမန်ကြီးတော့ဒီမှာတော့ဟိုအေးစစ်စစ်လက်ထိုင်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်ဒီနေရာတော့လမ်းလျှောက်ရမလွယ်တော့မလွယ်ဒီညကတတမီမီလေးနဲ့လက်ဆော့ရင်တော့ပို့ပြီးတော့ပျော်ပါတယ်ဒီညကဟိုးမြင်းဒီကနေပဲချောပြီးတော့ချောဆင်းသွားလိုက်တော့မယ်2 3 ဟူးကလေးဒီမှာလက်ဆော့ရင်တော့တော်တော်လေးပျော်ပါတယ်ချင်းမိုင်ရောက်ဖြစ်ရင်တော့ကလေးတွေပါလာမယ်ဆိုရင်ဒီနေရာလေးကိုခေါ်လာတင်ပါတယ်လက်မှတ်ခလည်းပေးကြမလို့ပါဘူး Pat Village ဒီမှာတော့တိုးတွေအများကြီးတွေ့ပါတယ်တိုးတွေမျက်စားနေကြလာအိုးတုံးမွေးတော်တော်ထူတာပဲကောင်တုံးမွေးထူပြည့်နေမယ်တို့မွေးရကျော်မြည်ပြီးတော့ပြီးကြိုင်နေပါဟိုအမြင်ဘက်ကဝက်ကလေးအိတ်နေကြမလဲတန်းစီပြီးတော့အိတ်နေကြဟိုဘက်ကိုထပ်ပြီးတော့တွက်ကြည့်ပါမယ်ဟိုဘက်မှာဘာရှိလဲမသိ Dinosaur Village โอ้ Dinosaur ရုပ်ထုကြီးနဲတိုင်းမို့ပန်းချန်ရတော်တော်လေးကိုကျေပါတယ် Dinosaur ကောင်းDinosaur နဲ့သူနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုသူကဒီမှာရေးပေးထားပါဗျဘယ်ဒိုင်နိုဆောလေးကဘယ်မျိုးစားလဲဆိုတာသူကရေးထားပေးပါတယ်ဟောနေဆိုရင်အသားစားတက်တော်ပါဟိုးဒီအားကြီးကတော့တော်တော်ကြီးကိုကြီးရေလောက်ထားဒီအောက်မှာလေဆိုတော့ငါးတွေအများကြီးပဲမွေးထားရတယ်သူတို့ဒီမှာကြည့်လက်ကြည့်နေသူအများကြီးပဲမွေးတာငါးတွေမှာပဲအေးစစ်စစ်ထိုင်နေမယ်ဒါ Dinosaur Village အပေါ်တက်အကုန်လုံးမြင်ရပါတယ်ဒီဘောကနေရှင်းတော့မယ်ကျွန်တော်ကြောက်တယ်လုံနေလို့
အောက်မှာလည်းထောက်ထားတာလည်းမရှိဘူးလှုပ်နေကြောက်စရာကီမီကယ်ရုပ်ထုတွေဒါတော့သူတို့ဖားရုပ်ကိုဆေးပြန်မှုန့်နေပါလေပန်းဆန်တော်တော်လေးကျေပါတယ်ဘဲအော်နေဘဲအများကြီးပဲကြံပိုးကောင်ကိုကျော်စပိုက်ဒါပင်ကူဂူတဲကိုဝင်ပါကပေါ်မှာပင်ကူတွေတို့လောက်ထားတော်တော်လေးတော့မိုက်ပါတယ်ကြောက်တော့ကြောက်စရာကြီးပါပုံစံနဲ့လောက်ထားဘယ်လိပ်ပြတော့စိတ်တွေမွေးထားစိတ်ကမှတို့ကဒီပေါ်မှာအပေါ်ကနေစိတ်တွေတက်ပါတယ်ဒီမှာစိတ်တကောင်အပေါ်ရောက်နေပါတယ်တို့လှုပ်ထားတော်တော်လေးမိုက်ပါတယ်စိတ်တွေလည်းအမှသွားဖို့အတွက်နေရာလေးလှုပ်ပြီးသားတောင်စိတ်လာတော့မသိအပေါ်တွေပါတက်တယ်ဆိုတော့စိတ်ကလေးစိတ်ကြီးဟိုပေါ်လေစိတ်အပေါ်တွေအောင်ရောက်ကုန်ပြီစိတ်တွေတော့တော်တော်လေးတော့မိုက်တယ်ဒါတော့တိုးတွေမွေးထားပါတယ်ဟိုမှာတိုးမွေးတွေရိတ်ပေးနေတိုးတွေဟိုမှာတိုးကလေး80လေးတို့အမွေးတွေရိတ်ပြီးသားလားမသိဒီမှာကြည့်ရအမွေးရိတ်ပြီးသား